ရောင်ရင်တို့ရေငှက်ပစ်ထွက်ရအောင်ကွကောင်းတယ်ဗျိုင်းပစ်ပြီးထန်ရင်နဲ့မြည်ရအောင်တံပြင်းကြီးလည်းနာကရိုးတန်းမှာဗျိုင်းပေါ်တယ်ကွလာတော့ပြရအောင်ဟာဟာဗျိုင်းဒီလောက်များကြီးကိုတကောင်ပဲရလာတယ်လို့ကွာဘယ်နှကောင်ရရက်ကွာထန်းရည်နဲ့သွားမိမယ်အမဲလေးလေးငါရဲ့အဖိုးတန်ဗျိုင်းလေးကိုတက်လိုက်ကြပြီးငါရဲ့အဖိုးတန်ဗျိုင်းလေးဘာဘလို့မင်းရဲ့ဗျိုင်းဟုတ်လားငါတို့ဘာသာတော်တဲ့ကဖြစ်လာတာဒါငါရဲ့ဗျိုင်းတရက်ကိုရွှေတင်ကတပြားတယ်လာပေးတယ်ငါရဲ့အဖိုးတန်ဗျိုင်းလေးပါအခုတော့မင်းတို့တက်လိုက်ပြီးရော်ကြီးပေးရမယ်တရက်ကိုရွှေတင်ကတပြားတယ်လာတယ်ဟုတ်လားမင်းတို့ရော်ရင်ရော်မရော်ရင်ခုံမင်းယုံကိုလိုက်ခဲ့ကြတယ်ကွာအခုလိုက်ခဲ့ကြလူကြီးမင်းခမရတရက်ရွှေတင်ကတပြားတဲလာပေးနေတော့ကျွန်တော်မျိုးကြီးအဖိုးတန်ပြိုင်အားယခုထိုလူနဲ့အပေါင်းပါများကတက်ဖြတ်လိုက်ကြပါသည်ထိုအတွက်နောင်ရလာမည်ရွှေတင်ကပြများအတွက်ကျွတ်မရော်ကြေးရလိုပါကြောင်းလူကြီးမင်းထံလျှောက်ထားပါသည်ကဲမောင်ဝင်းနာမောင်ဒေါနာကသူ့ရဲ့အဖိုးတန်ပြိုင်တက်တယ်ဆိုပြီးတင့်ကိုဆွဆွဲတိုင်တန်းနေပြီးတင်ဘလို့ဖြေရှင်းမလဲဒီကောင်ငါတော့တဲ့ကဖမ်းလာတဲ့ပြိုင်ကိုသူ့အဖိုးတန်ပြိုင်လို့40တိုင်တန်းပြီးရော်ကြေးတောင်းနေပြီးငါအကြောင်းပြရသေးတာပေါ့မှန်လားပါလူကြီးမင်းဤပြိုင်ဒီသူဤပြိုင်မှန်ပါသားဟုမေးချင်ပါသည်ကျွန်ုပ်ဤပြိုင်ဧကမှန်ဖြစ်ပါသည်တရက်လျင်ရွှေတင်ကတပြားချီလာပေးတော့ပြိုင်လိမ့်မှာဖြစ်ပါသည်အတင်းဤပြိုင်မှန်လျင်ရွှေတင်ကတစ်နေ့တပြားချီလာပေးသည်မှာရက်ပေါင်းမြများရှိပြီလေကျွန်ုပ်ဤပြိုင်ရွှေတင်ကချီလာပေးသည်မှာတစ်နှစ်တိတိရှိပါပြီခုံတမာတိလူကြီးမင်းခမများကျွန်တော်မျိုးအိမ်တွင်ရွှေတင်ကားများစုပုံထားသည်ကိုပြိုင်တစ်ကောင်မှတစ်နေ့တပြားလာရောက်ခိုးယူနေသည်မှာတစ်နှစ်ရှိပါပြီထိုပြိုင်အားစောက်ဖမ်းတော်လဲယနေ့ရောက်မှဖမ်းဆီးမိပါသည်ယခုပြိုင်တစ်ခိုးနှင့်တကွရွှေတင်ကားတစ်ခိုးလက်ခံကိုပါတွေ့ပါပြီဟာရော်ကြီးများရမလားလို့လီဆယ်ပြီးတိုင်ခဲ့တာအခုတော့ရွှေတင်ကားတွေပြန်ရော်ရတော့မယ်ဒီကောင်ကိုအထင်သိမိတာမှားတာပဲကဲယုံတော်အမိန်ချမယ်မောင်ဒေါနာမွေးထားသောဗျိုင်းသည်မောင်ဝင်းနာ၏ရွှေတင်ကားများအားတစ်နှစ်တိုင်တိုင်ခိုးယူခဲ့ပြီးဗျိုင်း၏ပိုင်ရှင်ဖြစ်သူမောင်ဒေါနာမှလည်းလက်ခံရယူထားသည်မှာထင်ရှားသောကြောင့်ခိုးယူထားသောရွှေတင်ကား365ပြားတိတိကိုမောင်ဝင်းနာအားပြန်လည်ပေးအပ်ရန်အမိန်ချမှတ်လိုက်သည်အမေလေးအမေရတားမပါပြီအမေရကိုကျိုးတော့နဲပါပြီ